နော်အီလက်တမပေါ်တော့ကြီးရောဘောလို့ရုံပါလေ ဘာကောင်းလဲကျွန်တော်မီးကောင်ပဲကိုဘာအောင်လဲဆိုမန်းငယ်ကိုအောက်မှာကျွန်တော်မီးကောင်ပဲကဲအားလုံးပဲเนาะကျွန်တော် like and share follow လေးတွေနဲ့သင်္ကြန်လေးရောက်တစ်ပွင့်ပေးသွားခဲ့ဖို့လည်းမမေ့ကြပါနဲ့အော်လို့နားရဲ့ဒီလိုညာချမ်းလေးမှာဒီ stream လေးမှာလာပြီးတော့အချိန်ပေးတဲ့တယောက်ချင်းစီတိုင်းဒီနိုင်တယ်မှာအဲရောင်လို့ပဲလက်မလေးနဲ့ဆွဲပို့ပြီးတော့ပဲတွေ့သွားတာပဲဝင်ပြီးတော့ကြည့်တဲ့လူပဲဖြစ်ဖြစ်အများအားကြည့်နေလူပဲဖြစ်ဖြစ်အကုန်လုံးကိုဒီနိုင်တယ်မှာလေပြီးတော့အားပေးတဲ့အတွက် like and share လေးလုပ်ဝေးခဲ့ပါအောင်လို့လာလူပြန်ပြောရင်းနဲ့ပဲကျွန်တော် INC လို့နဲ့ RF2 ရဲ့ Plus 3 Game 2 Let's go Game 1ဘယ်နဲ့ Game 2ဟုတ်လား Game 1 sorry မစကကြည့်မယ်ပြတယ် brother ဒီမှာစောမယ်တဲ့မှာမပါဘူးမပွဲပြတာကြောက်လို့မစောရဲပါဘူးလို့ပတ်စံကြီးစောလို့ရပါတယ်ပြနော်စောကျင်တယ်ဆိုချက်ပေါက်မှာတစ်ချက်ပြောပေးပါနော်ဟုတ်လားစောကျင်စောလို့မယ်စောလို့မယ်ဒီဆုံးကတော့တသိန်းကနေဆော့လို့ရတယ်ပြတသိန်းကနေရပါတယ်ကဲတော့ like and share follow လေးလုပ်ခဲ့ပေးကြပါကျေးဇူးတင်ပါတယ်နော်ဘယ်တန်းဒီ page ကိုကဲဟုတ်ကဲ့အညာသား flash ကဒီပွဲမှာလေဟာရပူစာကြီးပဲထုတ်မှလားမသိပါဘူးသူ့ရဲ့ဟာရပူစာအဲ့လောက်မကြိုက်ဘူး The immortal one chose me to vanquish the shadows that lay in this world. Scratching ဆော့လို့ရပါတယ်ပြီနော်လမ်းမခွဲကြည့်ရတော့ညာမဖတ်တယ်ကျွန်တော် AYY နော် AYY ရဲ့အညာ mage တွေကတော့သဘောကျတယ်ပဲပြီးတော့အဲ့လိုဒီလက်တွဲဆော့ပြီးတော့ကြည့်ရပါဒီမှာရွေးလိုက်ဒီမိုက်ဆိုပါအမေတော့မှလည်းတော့က message ဆိုတာမရှိဘူးအားကလည်းကောင်းတယ်ဘူးပါโอเคအဲဦးစားပါပဲဖြတ်ပြီးတော့မထုတ်တိုင်းနဲ့တစ်ဖက်မှာလည်းကျွန်တော် hero k ကဖြစ်တယ်ကျွန်တော်ဘာကြီးပြောနေပေါင်း hero ဒီဆက်ပဲရုပ်ပြရသုံးခေါ်တော့ဒီပြသွားပြီဆိုတော့ညပိုင်းရတော့ဒီပေါက်ပါနော်ကြီးဘာလို့ရမှာလဲကိုဝေးဘန်တက်ဆက်တစ်ချင်းထဲမှာနေမျောနေပြီလားဟလား hero k ပါထားအောင်ကိုကြိုက်တဲ့ squad ကိုလာရိုက်လို့ရပါတယ်ဘရိုဒါပေမဲ့ပြောပြမယ်နော် brother တို့ pro player မဖြစ်ရဘူးကွာတိတာလုံးဝဟိုလိုကြီးစားသမားကြီးဆိုလို့ရှိရင်တော့ဒါမဆော့တာကောင်းပါတယ် brother တို့ဆော့ကျင်နေဆိုလို့ရှိရင်တော့ဟိုမှာ IMU တို့မောင်မက်ဆိုလို live ကြီးစားကြီးတွေမှာသွားပြီးတော့ဆော့ပေးပါကျေးဇူးတင်ပါတယ်ဖြစ်လာမယ့်ပြဿနာတွေကိုရှင်းပြနိုင်ပါဘူးဒါ brother တို့ဆော့မယ်ဆိုရင်ငွေကြိုလွှဲရမယ်ပြီးလို့ရှိရင် brother တို့ဆော့မယ်အကောက်လေးတစ်ချက်ပြပြီးတော့ဆော့မယ်နှစ်တင်းကို GB လုပ်ပေးပြီးလက်ခံနေဆိုမှဆော့ကြပါနော် Experience the euphony of suffering မရှင်းနိုင်တော့ပါဘူးဟိုကြီးစားဆိုတာဘာပတ်စံပေးပြီးခိုင်းနေကောင်ပြောရတယ်ကြီးစားဆိုပြောပြမယ်ဗျာဒီလားလုံးဝအခု MSN တို့ပါပြောရင် live ထဲမှာမကောင်းဘူးဗျာ record ယူနေတာဆိုတော့ပြဿနာတွေမရှင်းချင်ဘူးနောက်မှပြောပြမယ် record ယူနေတော့မပြောချင်ဘူးအဲ့ဒါအဲ့ဒါလည်းပြောပါနဲ့ခါလည်းပဲကိစ္စရင်ပြောပါနဲ့ကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်နော်အားလုံးပဲ brother TikTok ချက်ပေါက်ကနေပဲတစ်ချက်ဟိုင်းပေးထားပါနော်ကျေးဇူးတင်ပါတယ်ရမ်းပူနေလို့ပါနော်3သိန်းလောက်လည်းရတယ်စားကျင်တာစားကွာနော်စားကျင်တာစားမင်းမကြေးလည်းစားလို့ရတယ်ကြေးဦးလည်းစားလို့ရတယ်ကောင်းနေတော့မစားနဲ့ဟုတ်လားဟုတ်တယ်စားကျင်တာစားဒီပွဲလေးထဲမှာတစ်ချက်ပြန်ပြီးတော့ကြည့်အောင်ရောပဒန်းတွေဟာရဦးစားတွေတစ်ဖက်မှာဗလဒီနာတွေနော်ပြီးတော့တစ်ဖက်မှာ RF နေနဲ့ဟိုဆိုယူလူကက်ဖလော်ရန်ဆလီနာဟုတ်တာcontrol ရဲ့ carry ပေါ့နော်ဟုတ်ပြီဟာအဲဒီဘက်ကဟုတ်သွားပြီနော်အဲ့လို pick off တန်ပါလေအဲ့လိုကျွန်တော်ကိုပို့ပြီးတော့အားရတယ်ပြီးတော့အဲ့ဘက်ကပြီးတော့နိုင်မှုရခိုင်တော့များတယ်လေထင်တယ်ဗျာလွယ်ပြော high ground defense နေရတဲ့အနေသားမှာတော့အဲ့လို pick off တန်နေရ initiate လုပ်ပေးနိုင်တယ်အဲ့လိုနေသားတစ်ခုရှိတယ် F မှာဆိုလို့ရှိရင်တော့နိုင်မှုရခိုင်တော့ကြိုက် course ကိုကြိုက်ဒါတော့ကိုကြိုက်တယ်သူကြိုက်တယ်တူတော့မတူဘူးပေါ့နော် RF မှာဆိုလို့ရှိရင်တော့ course ကိုကြိုက်ပါတယ်သူကစောပုံစော်နည်းတကယ်ကြိုက်ပါတယ်ဒီစကွက်နှစ်ခုကစော့ဘူးတယ်အဲ့လိုဟိုကလီလိုက်စုရှီကောင်မီးကောင်မာကောင်ဘောကောင်အကောင်လေးသိစုံနေနော်ယူလို့တော့မပါတော့ကြီးရဘာလို့ရမှာလဲဘယ်တစေတော်မသိဘူးအစင်လားမစင်လားတော့မသိဘူးအခုကကြိုက်ရတယ်သူတို့စော့ရဟီးကိုကြိုက်ကြပါရုပ်တွေတော့မမြင်ဘူးပါ
ကျွန်တော် INC နဲ့ RF တို့ရဲ့ game number 1လေးစပါပြီနော်ဒီလိုတမိုင်း အစင်လေးဆိုအစင်လေးဆိုကတ်တာနဲ့ဆိုမှအိုးလေး ဘုံမလုံးနာလို့ကွာ ကဲအားညာဟို game 1ဒီပါလေးတော့စပြီဆိုနေတာပေါ့နော် INC နဲ့ RF တို့ရဲ့ password 3 game 1မှာ Selina အနေနဲ့ကတော့ဗာနေ active လက်ခုပ်တွေပါလိဖြတ်ဒီဖက်မှာလည်း attack weight တွေပါလိပေးပြီးတော့သွေးတွေပါလိ short သွားအုံးဒီသားစားကြရမှာနော်ဒီနေနားလည်းပေါ့နားကြီးတယ် ရတယ် ဒီပေါ်မှာလည်း ghost ပါဒီ boy ပါတိုင်နေပဲနောက်မှပေါ်လာရှိတယ်ဗာညာပိတ်နေပါတော့ control နေနေရတယ်တိလို့တိတယ်ဘက်မှာလည်းအတင်းမှာပြန်ပြီးတော့မစ်ကိုနန်အုံးဒီလိုက်ရောင်းနေရပဲအမဆိုးရှိပါ blade ဆိုမပြန်ပြီးတော့ကိုနဲ့နေနေဖြတ်ပြီးတော့ကုတ်ထား A1Y နေနေရတယ်ဘက်မှာပြန်ပြီးတော့ dash 1တွေပြန်သုံးနေဆိုရင်မဆိုလိုကင်းနေနေလေးဒီဘက်တွေဖြစ်သွားနေတယ်ဘက်မှာလည်း hard ပြန်တော့ဝင်လာခဲ့တယ်ဆိုတဲ့အနေဒါ track တွေပြန်ပြီးတော့ထည့်ထားပြီးရှင်းလို့ပြန်သွားပြီးတော့ဆက်ကြိုက်ပါပြစ်လိုက်တာဆိုရင်တော့ fast blood ဟာဘူဂျာရရပါခဲ့ပြီဆိုတဲ့အနေဒါဘက်မှာလည်းပြန်ပြီးတော့ solo game နေနေတော့ဆိုးရှိပါ blade ပြေးပြီးတော့ဝင်လာဆိုတဲ့အနေဒါမှာဒါ flash ရှင်းလို့ပြန်ရရင်တော့ solo game တေးဖို့တော့များတယ်ဆိုပေမဲ့ angle sky တွေပါဖြတ်ပြီးတော့တက်လာခဲ့တယ်ဆိုတဲ့အနေဒါမှာတော့အာဘူဂျာကောင်မှထပ်ပြီးတော့ပေးရရင်လည်း course ပါဖြတ်ပြီးတော့ဆင်းလာတာမြင်မှာတော့နည်းနည်း battery ရတာတရားမတော်သေးဘူးပေါ့နော်ကိုလင်းနေ EHB လိန်းနေရပြေးပြီးတော့ကန်ပြီးတဲ့ဆိုရင်ဒီမှာ INC ကတော့နည်းလေးတော့အတမ်းလို့နဲ့အတူပါဖြစ်ပါ အညာသား flash ရဲ့ Hayabusa တိတ်မကြိုက်တာနှစ်ပွဲသုံးပွဲလောက်ရှိဒီပွဲမှာတော့ပြန်လုပ်ပေးပါဦးပြပါဦး အော်မလဲစတင်နေဆန်နေပါခတ်ပြီးတော့ဖြတ်ပြီးတော့ထိုးပေးနေပြီဆိုရင်ဒီမှာ angle sky နေနေရတယ်ဗာကြတစ်သေးပဲတွေပါပြီးတော့ပေးထားတယ်ပေါ့အဲ့ဒီဘာပြန်ပြီးတော့ထွက်လာပြီ A1Y ကျွန်တော်ညာသား flash ဘက်မှာလည်းဒီနေ့ပါယူတိုင်းနဲ့ပဲကိုရီးယားတို့ဘာလို့လာပြီးတော့ join ပေးနေပို့ပြီးတော့ကောင်းတယ်မတော်ပြီးတော့စိုက်နေပြီဒီလာတဲ့မှာသူတို့ဗကြီးကြီးတခုမြင်ရမယ်လို့ထင်တယ်ဆိုင်လိုင်းရကောင်ကြီးပါတယ်မလူကတော့ပြေးဝင်ပါပြီခြေရီပါခတ်ပြီးတော့ပဲအဲဒီပါဖြတ်တော့မှ inflation မှာနှစ်ကောင်လောက်ပဲထပ်ပြီးတော့ဖမ်းလာပြီး Tiger အနေနဲ့တော့တက်ဝစ်ပြီးတော့တစ်ကောင်လောက်ပဲပါလာခဲ့တာဆိုပေမဲ့လည်း global ကြီးတွေပါထပ်ပြီးတော့ Florida ဟီးပေးရတယ်ဆိုရင်တော့ဘောင်းတော့လုံးလို့မရတဲ့ဟာကိုကျွန်တော်ဖက်လိုက်ရပြီ။အဲ့မှာပြန်ပြီးတော့ stick ဝင်သွားပြီးထွက်လို့မရရတယ်ဆိုရင်တော့နှစ်ကောင်လုံးကတော့ကြာပြီဆိုတဲ့အနေဒါဟာကတစ်ဖက်မှာပြန်ပြီးတော့ကြီးသွားရင်းနဲ့ပဲဒါတွေပါပေးရတာဒီမှာလည်းဒီနေတဲ့အကောင်တော့မပေးရဘူးဒါတွေပါပြီးဆိုတဲ့အနေဒါမှာ INC နဲ့တော့ intro ကတော့လာနေတယ်လို့မရှိဘူး ပုံမှန်လေး control နဲ့ ပြီးပြီးတော့စတန် မေးတော့မေးနေတယောက်တည်း record တွေကိုပြနေတော့ပဲအခုတည်းကဘာမှတော့မသိသေးဘူး ဒီမှာ3အောင်တော့ထပ်ပြီးတော့ A1Y ဝိုင်းပြီးတော့အိမ်ပေးလိုက်ပြီးဆိုနေတာမှာ A1Y နေနေတော့ ထွက်လန်းတော့မရှိတော့ဘူး ဟာရပဲကဒီပဲရတယ်ဒီကတော့ဟာရပူစာပါပဲညာသား fresh တာတော့ဒီပွဲမှာတော့နည်းနည်းလေးတော့အဆင်ပြေနေတဲ့ပုံပါပဲဟာရပူစာ Okay တော့ပွဲချိန်2မိနစ်လောက်မှာဗတဲ့1 9 ချပြီး3မိနစ်ခွဲလောက်မှာပြန်ပြီးတော့ငြိမ်သွားပြီးဒီ AC ပဲပေါ့ပြန်ဖန်နေ NC နဲ့တော့ထပ်ပြီးတော့ဟိုချန်ဂလာတွေပြီးတော့လေ EHB တွေတက်နေတိတ်လို့တော့မကောင်းဘူး Okay ပုံမှာစပြီးတော့ဆိုင်နေပြီဆိုလိုကင်းနေ equally ရတယ်ပဲတွဲပြီးတော့ဖြစ်ထားတာဆိုရင်ညမစတန်နေပါလေကတော့ကြိုက်သွားတယ်ဆိုတဲ့အနေထားကတော့ free တွေပါဖြစ်နေရတယ်အဲစတန်ကြောင့်မိသွားရင်တော့မအုံပြီးတော့ဝင်လာ လေးကောင်လောက် ဘောလုံး pressure တွေလေးလေးပြီးပြီးပေးရင်ဆိုတယ်။အဲ့မဲ့ AC ပဲခွာပြီး Selina AC မစ်တွေပါပြန်ထိုင်အောင်မလား Valentina နဲ့တော့ဗဒန်းနဲ့အောင်လူကောက်ထပ်ပြီးတော့ဆက်ထိန်းထားတယ်ဆိုရင်လည်းမလူတက်နေနေတော့တာဝရီပါဝင်ပြီးတော့တိုက်တောင်းနဲ့ကတော့လောက်အောင်မဖြစ်နေတာကိုကြီးပါပြီးဟာရပူဇာပါထပ်ပြီးတော့ရောက်လာပြီးခွာပြီးဆိုမှကျဲလိုကေးပါထပ်ပြီးတော့ဗဒန်းမှာဖြတ်ပြီးတော့ထိုးလာပြီးတဲ့စီနေတာတစ်ခါမှလည်းပြန်ပြီး A1Y အဲ့ဒီမိတွေပါပြန်ပြီးတော့ကိုပေါင်းလေးပါနဲ့ပြန်တော့ပြစ်နေပြီကိုနဲ့နေတော့ဘတ်တော့ပတ်သွားတယ်ဆိုတဲ့ဒီကမှာအပေါ်မှာလည်းပြန်ပြီးတော့နှစ်ကောင် ING ဘက်က defend နေရတယ်ဒီကမ control ပြန်ပြီးတော့ပြစ်ထားပြီးမှ ghost နေနေတော့တစ်ခါမှလည်းတမန်ဖို့တွေပါခင်းပြီးတော့ဘတူးတွေပါတက်တော့မှလည်း fat inflation တွေတက်ဝေးပြီးအကုန်လုံးလွဲသွားပြီဆိုတဲ့အနေနဲ့မှာပြန်တော့ဘက်ကတော့မယ်ပြန်တော့ပေးမရဘူးပေါ့နော်အတေးပါပြန်ပြီးတော့ထွက်ပြီးဝင်တော့ကြည့်ရဝင်ပြီးတော့ share တော့ပါ okay တော့အောက်မှာလည်း bit ပါကြော့တယ်ဒီတာဟို bit အရင် bit လေးပါဆွဲတင်မအောင်ရရှိ bit ရတော့မရတော့သေး ရှ
share လို့ပဲဖြတ်ထည့်ထားပြီးတော့ flash နေရောဘာလဲ share လို့လေးကစားပြန်တယ် post တော့ AC ပဲစောက်ကြောကနေနေပြီသူက hurricane ကစမန်ဖို့တွေပါနေ AC ပြန်လို့လည်းရတယ်ဘယ်တရားထုံးလည်းရှိတယ်တိတ်ပြီးတော့ကြောက်မနေဘူးတာတေးပါစကန်တာတွေဖြတ်နေအန်ကန်ကန်ကတော့မှရှိနေ feel လေးပဲသွားပြီးတော့ dissipate လုပ်ပေးထားတဲ့ကျွန်းနေမယ် arrow တစ်ချောင်းမှာထပ်ပြီးတော့ဝင်လာခဲ့တယ်ဆိုရနေတာပြောင်းနေတော့ AD ဘိုက်ထပ်ပြီးတော့ပိုးရတယ် goal စမန်ဖို့တွေပါချပြီးတော့ပြတ်တော့ dash နေပြီဆိုပေမဲ့တေးပြီဒီတိုင်းအော်မှာ global heat ပိုင်းနဲ့ပြန်ပြီးတော့ပတ်သွား၄កောင်တော့ AC သူတို့ပြန်လွတ်သွားခဲ့တယ်ပေါ့နော် ghost တကောင်တော့ဖြတ်ပေးလိုက်တာဒီကောင်ရမ်းပြတက်influence မှာထပ်ပြီးတော့ဆူလာပေးနေပဲတက်ဝိတ်ပါထက်တော့မိသွားခဲ့တယ်ဆိုတော့ထိုယူနေနေတော့လွတ်လန်းတော့မရှိတော့ဘူးဒီမှာ stick ပါဖြတ်ပြီးတော့ထိုးပေးတိုင်းနဲ့ tower damage နဲ့ထိုယူကောင်ထက်တော့ရသွားတယ်ဒါလည်း flat အဲလိုတဲ့အထိပါမတိပါဘူးဟာဘုံစတဲ့ကိုပြကိုပြနေပြီကိုချောင်းနေဒီလိုကြီး3အောင်6အဲ့မှာထပ်ပြီးတော့ဟာရူဇာပြေးပြီးတော့ဝင်ရှယ်ရူပြီးပဲဖြတ်တော့ပိုင်းထားတော့2កောင်တော့မျှပြီးတော့ခံထားပြီးနေပဲဟာရူဇာဖြတ်ချင်ပြတ်တော့မပြတ်ပါဘူးဆိုလိုကင်းလိမ့်စားဒီအမအေးဝါအော်ဗဒန်ဘိုင်ဝင်နေမီးနေပြီးမှဟောလည်းပြန်ပြီးတော့ angle sky အနေနဲ့တော့ဒီ save တွေပဲပြန်တော့ပေးထားတယ်ဗဒန်နေတော့ဖတ်ရအောင်ကိုနဲ့ဆောင်းလို့နေမိသွားပြီမတိုင်ဂရီရဲ့ flicker evolution ကိုလက်တယ်ကိုနဲ့ကတော့လွတ်တော့သွားခဲ့တယ်ဆိုတဲ့အနေထားပေါ့ပြန်ပြီးတော့အကုန်လုံးပတ်သွားရင် spare တွေပါလေရတော့တိဆိုလိုကင်းနေနဲ့ equally ရိုက်ပဲ spare ပြီးတော့ပြေးဝင်လာတာspare ပေးလိုက်ရတာဒီလိုဒီဆိုင်မျိုးနော်ဒါပေမဲ့တော့ပြန်ပြီးတော့ပတ်တော့ပန်းနေရပြီဆိုလိုကင်း equally ရပါထပ်ပြီးတော့ပြစ်ထားတာ ever မသွားပြီးတော့ပြေးနေပြီ blade စားတွေသိုးထိပါရှိတယ်နော်တန်းမှာထိုက်ပြီးတော့ပြထားပြီးနေပဲစမန်ဖို့နဲ့ပဲလိုက်ပြီးတော့ပဲ Tigery တကောင်ဖက်ထားပြီးတယ်ဆိုရင်လည်းအေးဝိုင်းနေတာ80 minute ပဲပြန်ပြီးတော့ကိုးတိုင်းရဲ့ခွေးဖောင်းတွေပဲကျွန်တော်လုပ်ချင်တယ်သူမထားရဘူးဖြတ်ပြီးတော့ဖြတ်ပြီးတော့ပိုင်းပြန်ထွက်လာအောင်ပါလားထွက်လာအောင်ပါငါးကောင်လုံးကိုဖက်ပြီးတော့ထိန်းထားပြီးနေမစ်တာတကောင်ပဲအိုးစခါပါပြီးကတ်ဘယ်လိုဖြစ်လို့အဲ့တော့ပြီးတာမမြင်လားငါကိုင်းနေပါအဲ့ဒါဒီဘွဲကြောင်ကြောက်တယ်ပတန်းတော့နေလမ်းကြောင်းကျဲလို့တော့ကောင်အောင်မတက်တဲ့ယူလာရောအေးသူမဲလို့ဖြစ်လို့အဲ့တော့ကောင်မတိုင်းဟောဒီပဲပေါ့ဝါးနေတယ်အမိုင်းလည်းမရှိဘူးကဒါဒီဆိုင်ကဟုတ်ဖလီနာတော်အောင်နောက်ခုနကမှတိုင်းကြီး evolution play ကပေးရမမိပါမိပါတယ်အမတူးတော့ဟိုရက်ကောင်မှသွားတဲ့လာပြန်ပြီအမစတေးတန်းချောင်းစားလိုက်ရရင်လည်းဒီမှာလည်းပြန်ပြီးတော့ A1 ဝင်လာတော့တိနေတွေ့နေတာမှာ Angle Sky နေပါရင်တော့ပြန်တော့ပတ်ကောက်အောင်မှာသူမဲ့လေအမတော့မှလည်းကျွန်တော် fail အတက်ဝဲတွေပါနေပဲကိုကိုနဲ့တကောင်မောင်းထုတ်တိုင်းနေပဲအတန်းတကောင် channel ပါလေကပ်ပြီးဖျက်ထိုးလာပြီးနေပဲဒါပေမဲ့ brand မတော်မှာလားသွားတယ်တွေ့နေတာမှာကျွန်တော်ဝင်ထားပြီးတော့ပန်းနေရင်းနေပဲဒီမှာလည်းပြန်ပြီးတော့ blade စစိုးစီပါတွေ equally ရတွေဖြတ်ပြီးတော့ပြထားပေးနေ stand ချောင်းမှာထပ်ပြီးတော့ me Tigery attack with influence ကြားထဲမှာ tower ကြီးဆွဲထည့်ပြီးဆိုဝေးမဲ့လေတော့ damage ကပေးတဲ့ကောင်းမှမရှိတော့ဘူးING ဒီဘက်မှာအားရမယ်တိုက်တယ်မစတစ်ပိုးပေးလိုက်တယ်နေရာနေပါလေကတ်စတန်နေပါဖြစ်အားရဦးစားဆယ်ရိုးတွေပါဖြတ်ထည့်ပြီးတော့ဆယ်ရိုးပြီးတော့ဖြတ်တော့ပိုင်းလိုက်ပြီး only တော့စားမှာလားစားလိုက်ပြီးဒီနေတာမှာပဲ Angle Sky ကတော့ဒီသေးပဲဖြတ်ပြီးတော့ပေးထားတယ်ဆိုတဲ့နေတာမှာဒါ flat ဒီနေတော့ပြေးတယ်လည်းတော့မရှိတော့ဘူးဆိုတော့ကိုစမန်ဖို့ပဲဖြတ်ပြီးပြီးတော့ stick တကောင်ကိုထပ်ပြီးတော့တက်ပေးရင်းနဲ့အမထပ်ပြီးတော့ဝင်လာခဲ့တယ် control တကောင်ထိုင်းတော့ပြစ်ပြီးတော့ machine speedily တိုင်းဝီအဖေပါပေါ်ခဲ့မလားဘူးအဲ့ကောင်မသေးရဟောအမပြီးဝိုင်းအမှန်ဘူးခိုးတာဆိုဘာမှလုပ်လို့မရအောင်ဖြစ်နေဆိုနေတာဆိုလိုကင်းနေနဲ့သွားပြီးတာဝါရှိမှသွားပြီးတော့ break down ကရโอเคလာကဘယ်နဲ့လွတ်ပေးမှရတော့မယ်တော့ကကျွန်တော် brother like and share follow တွေလုပ်ခဲ့ပေးကြပါဦးကျေးဇူးတင်ပါတယ်နော် brother တို့မှာဒီဘွဲသူတို့ဟာသူတို့ခေါ်ဆော့ပြီးတော့လို့ဆိုရင်ဖြစ်လာမယ့်ပြဿနာကိုတာဝန်ယူနော်ကိုက high ပြီးတော့ရမှာကို live တာကိုမနာ flash တော့ပြန်ဝင်သိမှာနော်ဗလဲဘုံဗလဲတော့ဒီပိုင်းတွေ့ပြီးပုံမှန်လေးပြီးတော့လေအလုံးမဖြစ်ဘူးကွာsorryအော်လာလုံးမဖြစ်ဘူးအမှန်ပဲတိုးလို့မရဘူးဗျ
ကဲဘလူးဘက်တွေပါတယ်ဆိုလိုကင်းအေးသေးပဲစားပြီးတော့မှပဲတော့ဒီပါတယ်ကြီးဖို့တော့ရည်ရထားတယ်ဆိုတဲ့အနေထားတိုင်းပဲဒီကောင်မှမကြသေးဘူးဒီနေရာမှာတော့ကျွန်တော်နေတော့မှာတော့ဗတ်တဲ့ကြီးကြီးတခုတော့မြင်အောင်မှပြုမယ်ဟာဦးဇာနေနဲ့ကတော့ပေါ်တော့မသွားပြီးတော့ဝင်ကြလိမ့်ပဆိုင်ပါတယ်သွားပေးနေဒီနေတာပေါ့ဒီကောင်လည်းပြန်ပြီးဘလိမ့်စာတွေစိုးလူပါတွေအမပဒန်းဖြတ်ပြီးတော့မထိုးနေတာဆိုပေမဲ့အကုန်လုံးကတော့နောက်ပြန်ပြီးတော့ရှုပ်ဝိုင်းနေပဲပဒန်းရဲ့2ကတော့ miss သွားခဲ့တယ်ဆိုတဲ့အနေထားမှာဟာဦးဇာနေနဲ့ record ပဲထောက်ပြီးတော့ပြန်တော့လာပြီဆိုတဲ့အနေထားတော့မှလည်းပြန်ပြီးတော့ stand ပဲဖက်ကိုက်သွားတယ် stick နေတော့ပလီနာတေးကုန်းခံရရင်းနဲ့ပဲပြန်တော့ထိုးပြီးပြန်နေမှာ influence နဲ့မတော့အောင်ပဲမီးနေတယ်ဆိုပေမဲ့လည်းအမ global heat တွေချားတယ်အကုန်လုံးကတော့တွေးတော့ပြန်တော့ပြေးပြီခါတော့ဦးဇာဖြတ်ပြီးတော့ပိုင်းလာတွေးတော့လက်စစ်တွေအကုန်လုံးဖြစ်နေပြီဆိုတဲ့အနေထားမှာ INC နဲ့ camp point တခုတော့ရတော့မှာလားဆိုတော့ပြန်ပြီး control ဘောက်ဆော့ speed line နဲ့ထိုင်ပြီးပြပေးနေနေပဲ angle sky တော့တီတော့မယ်ဆိုတဲ့အနေထားမှာပဲစလီနာဘက်ကိုပြန်ပြီးတော့ပဲ control ဘက်ပြောင်းသွားနေတဲ့နေရာမှာအင်းလာတော့အဆင်မပြေခဲ့ဟာဘူးဆိုတွေးအများကြီးရှိတယ်ဘာလို့ဆက်ပြေးပါ အေး ဘာသာ ဘယ်လိုဖြစ်လို့ဘက်တရီကနေအောက်ရောက်သွား ဘုံကောင်းနေတပည့်နေလည်းမရှိတော့ထွက်ပြီးရင်းရပါလို့ပြီးရော အမှန်ကဆိုကသူတို့ကဟို RF ကဆက်စီလေးဖြစ်နေတယ် ကမ်းမပွိုက်ပြန်ရတာ control တော့ဆိုင်ပြစ်တာဟိုကောင်မှတက်ပါပြဘူးတော့အင်ဝလီတူတခါဒီစောင့်နေဘင်းနဲ့စောင့်နေတယ်ပြင်ပါလေပုံပြီးတာ pressure ရှိတယ်သူတေးလို့မရတော့ဘူးဆိုရင်အနေထားမှာပြီး hyper လည်းဖြစ်နေတယ်ဆိုရင် sky ပြီးတယ်ပဲထည့်ရဟုတ်ပါဘူး sky ပြီးတယ်ပဲထည့်မထည့်ဘူးကွာsky ပြီးတယ်မထည့်ရဘူးဒါကြီးကြီးတက်လိုက်တာမဟုတ်ဒါပေမဲ့ခုနကပြောတယ်သူပွဲထဲမှာလည်း pressure ပဲရှိတော့တယ်ဒီမတေးလို့မရတာမတေးကျင်တော့တာတွေပါလေပြောတယ်အဲ့လိုမျိုးတွေမှာလို့မလွတ်တင်မဲလွတ်သွားတယ်ခုနကဆိုလို့ပုံသူကနှစ်ကောင်လုံးအိမ်လို့မရတော့ကောင်လေးခွဲပြေးသွားတယ်တက်ပြန်ပြီးတော့မပေးလေအတဝိပြပါဖြတ်တော့ influence မှာဖြတ်ပြီးတော့ပေးတိုင်းနဲ့ပဲစမန်ဖို့ပဲတစ်ဖက်မှာလည်းပြန်ပြီးတော့ angle sky တောင်းလျှောက်ပဲထပ်ပြီးတော့အိမ်မင်းနေနေပဲ A1Y တကောင်ကတော့ထပ်ပြီးတော့စမန်ဖို့ကြီးကြားထဲမှာတေးရပြန်ပြီအဲ့ဘက်ထဲမှာတီးသွားပြီ angle sky ရဲ့လူကခွေးဖောင်ကြောင်းလို့တော့နှစ်ကောင်လုံးဒီစိပဲလုပ်ပြီးလေအမှပြီးရောပြီးလေကြီးဝင်သွားအမိုင်းပြောလာခဲ့တဲ့ camper point ကိုကောင်းလို့သုံးချနိုင်ခဲ့မယ်ထင်ခဲ့တာ INC နဲ့ကတော့ camper point တခုကြာပြီးတော့ဒီလိုနေတယ်နော်အကြမ်းတယ်မင်းမှာဘယ်တခုထပ်ပြီးနေလဲ and then တော့ရှုပ်လို့မရဘူး ပြီးတော့ဟုတ်တယ်ဆုံးလို့မရတော့ဘူးစတိုင်းကဲကောင်းစမ်းမထပ်ပြီးတော့မင်းနေပြီ EV ကွဲလေးရာတွေပဲဆွဲပြီးတော့ပစ်ထားပြီးနေပြီ Tiger ရတဲ့ကောင်ကတော့နည်းနည်းလေးတော့နှစ်ထင်တော့ထိသွားပြီအမ state ထပ်ပြီးတော့စမ်းပြီးမိ EV ကွဲလေးရာပဲဆိုလိုကင်းထပ်ပြီးတော့ဆွဲပစ်အမနှစ်ထင်လေးပဲထပ်ပြီးတော့ထိနေရင်းနဲ့ပဲအမ Angle Sky တကောင်ကထပ်ပြီးတော့စမ်းလေးပါထပ်ပြီးထိုးခြင်းနဲ့ဆိုပြီးမဲ့ A1YC ကိုပဲထပ်ပြီးတော့ပြေးပြီးတော့ဝင်သွားခဲ့တဲ့ Angle Sky ဘာမှလည်းပြန်ပြီးတော့ထိုးတာတော့ခံရတာမပြင်းပြင်းနေနေတော့အဲဒီစုကိုနေနေတာတူရတယ်သူတော့မသိအောင်ပြန်ပြီးတော့ပြေးနေရရင်ပဲ Angle Sky တကောင်တော့မရှိတဲ့သုံးကောင်လုံးဖက်ထင်းပြီးတိုင်းလူပဲကြီးတွေပါဒီကြားထဲမှာ Angle Sky ကတော့မသိမျိုးတော့ဖြစ်နေခဲ့ပြီသူကလည်းဟာဦးတကောင် dash နဲ့ retriever ပေါက်ပြီးတော့လိုက်တက်ပေးတဲ့ solo king first tower တလုံးကထပ်ပြီးတော့ mega တွန်းလာရင်းနဲ့ Angle Sky တော်လေးကိုလုပ်ပြီးနေတာ A1Y နေနဲ့ဘယ်ရမလဲသွားပြီးတော့အော်ဒုက္ခမဖီးလေးပတ်ထပ်ပြီးတော့အတက် wave တွေပိုင်းနဲ့ပြေးပြီးမဝင်မယ်မီးကြီးဟာထပ်ဝင်ထွက်တည်မှာပဒန်းမှာထပ်ဝင်အောင်မှာဝင်အောင်တီးအောင်မှာအဲ့မရအောင်စမန်ကိုထပ်ပြီးကျင်းပြီးနေပဒန်းတကောင်ကတိုက်ပြီးတပ်ပေးနေပါလောက်ပါအောင်လို့ပြေးတော့ပါပြေးကိုပြေးဟုတ်ပြီပြေးလာပြီးပါပို့တယ်မပို့တယ်မအမိုင်းပဲ okay ဟုတ်တောင်းဆိုရရှိအညာသား fresh က